ကျမရင်းနေညအောင်စားတောက်နေထိုင်ဖို့အတွက်အစားအသောက်တွေကိုဝယ်ယူတဲ့နေရာမှာပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာစားသုံးတဲ့နေရာမှာအဆက်အရအကုန်လုံးမှာဟာရတမိုးတွေဆုံးရှုံးမသွားအောင်ပြီးရင်တန်ရှင်းလက်ဆက်တဲ့ပြင်ဆင်မှုတွေနဲ့ချက်ပြုတ်စားသုံးဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းပေါ့နော်။ကဲချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာအရေးကြီးတဲ့ food safety စီမင်းစည်းကမ်းတစ်ခုကကြတော့ချက်ပြုတ်တဲ့အပူချိန်လို့ခေါ်တယ်။အဲ့တော့ကိုကငါးတွေချက်မယ်အသားတွေချက်မယ်ဝက်သားတွေချက်မယ်အမဲသားတွေချက်မယ်စိတ်သားချက်မယ်စိတ်သားနဲ့ပဲနဲ့စွပ်ပြုတ်ကလေးလုပ်မယ်ကြက်ဥကြော်မယ်ကြက်ဥမွေကြော်မယ်ကြက်ဥကိုပြုတ်ပြီးတော့မကြီးသီးမဲ့လေးနဲ့ချင်းချင်းပြန်ချက်မယ်ဟင်းမျိုးတွေစုံနေအောင်ချက်မယ်အဲ့လိုချက်တဲ့နေရာမှာဆော့ဆော့ကပြောတယ်ကြက်ဥပဲဆိုပါစို့ဈေးထဲမှာကြက်ဥဝယ်တယ်စူပါမားကတ်ကဝယ်ရင်တော့ကတ်လိုက်ကလေးလာမယ်ဝက်မားကတ်မှာဆိုရင်တော့ကြက်ဥကဘန်ကုန်းကြီးထဲမှာဖွဲ့ချမ်းနေတယ်ဒီလိုပဲထည့်ရောင်းတာအဲ့ကြက်ဥကဘယ်နှလားရှိနေလဲဘယ်သူမှမသိဘူးexpiration date ဆိုတာလည်းရေးမထားဘူးဈေးတွေကကြက်ဥဘဲဥဒီနေ့ဘူးကြီးထဲမှာဒီလိုပဲဝယ်ခဲ့လိုက်တာပဲအိမ်ရောက်မှချက်စားတယ်အဲ့တော့ဒီကြက်ဥကတကယ်လက်ဆက်မှုမရှိတော့လို့ချင်းနေရင်တော့မှကျမတို့မြန်မာလူမျိုးကနှမျောတော့အိုးကြက်ဥဒင်းကျင်ကြော်လေးဆိုပြီးကြော်စားသေးတယ်နော်အဲ့ဒါကျမတို့ရဲ့မြန်မာလူမျိုးပေါ့နှမျောတတ်တာအဲ့တော့ကျမတို့ကအခု food safety လို့ပြောတယ်အန်နီယကင်းနဲ့ပတ်သက်ရင်တိတ်ကြောက်စရာကောင်းသွားပြီအဲ့တော့ဒါကြောင့်မို့လို့မလို့နှမျောစာလည်းမစားရဘူးပြောတယ်အားနာစာလည်းမစားရဘူးเนาะကို့အတွက်အန်ဒီရဖြစ်စေတယ်လူမအပေါ်မပါတဲ့ပါဇက်နဲ့အပေါ်မပါတဲ့ဒီခန္ဓာကိုယ်ကြီးကိုစီကန်းလုပ်ပြီးမထိန်ရင်ပါဇက်ထဲကနေတဆင့်လေချောင်းကနေတဆင့်အစာအိမ်နဲ့ရောက်သွားတာဘလုံးမပြန်ကုတ်ထုတ်လို့မရတော့เนาะအဲ့တော့ဆိုဂျူးတွေကကိုပဲခံတော့ကိုစားတာကိုပဲခံရမှာကိုတောက်ခဲ့ရင်ကိုပဲခံရမှာအဲ့ဒီအခါကျတော့ဒီ food safety စီမင်းစည်းကမ်းမှာမလိုလားအပ်တဲ့ဒါမျိုးတွေမဖြစ်ရလေအောင်ခုနချက်တဲ့နေရာမှာအသားဆိုရင်ဥပမာဝက်သားဆိုပါစို့ဝက်သားနဲ့လှုပ်ထားတဲ့အစာတွေပေါ့နော်ဒါတွေကိုချက်မယ်ဆိုလို့ရှိရင်သူ့ကိုလိုက်နာရမယ် temperature 63 degree Celsius မှာပေါ့နော်15စက္ကန့်လေးကိုထိအောင်ချက်ပြီးတော့မှကျန်တာကကိုလိုချင်တဲ့အနေထား10မိနစ်ဆက်ချက်မှလား1နာရီဆက်ချက်မှလားဟင်းကိုတော့1နာရီလောက်ကြီးတည်ထားပြီးတော့ခုန temperature အထိ15စက္ကန့်တော့မထိလိုက်ပါဘူးဆိုရင်အဲ့ဒီဝက်သားထဲမှာရှိတဲ့ tinea solium လို့ပြောတယ် parasite ကလူရဲ့အစာရမှတစ်ဆင့်မစင်ရမှတစ်ဆင့်မြေကြီးရမှတစ်ဆင့်ဘယ်တော့မှအသက်မသေးဘဲနဲ့စက်တိုက်သူကရှင်သန်နေတယ်ဒါကြောင့်မလို့သူ့ကိုတတ်အောင်ဖြတ်တဲ့နည်းကဝက်သားပါတဲ့အရာတွေကိုဝက်သားပါတာဆိုတော့ခုနမျိုးစုံရှိတယ်လေနော်အဲ့လိုဝက်သားနဲ့လှုပ်ထားတဲ့ဟာတွေချက်ပြီးဆိုရင်63 degree မှာ Celsius မှာ15စက္ကန့်ထိပြီးမှကျန်တာကြိုက်သူစစ်ချက်ဒါကဝက်သားနောက်တစ်ခုကကြတော့ poultry လို့ပြောတယ်ကြက်သားရှိမယ်ဘဲသားရှိမယ်ငုံစားရင်လည်းငုံသားပေါ့နော် poultry တွေဒီကောင်တွေကကြတော့ပို့ပြီးတော့ temperature များသေးတယ်84 degree လောက်မှာ84 degree Celsius မှာ15စက္ကန့်ထိပြီးတော့မှကျန်တာကကိုလိုချင်တဲ့အနေထားအတိုင်းပေါင်းတာလားကြော်တာလားပြုတ်တာလားတုတ်တာလားဆိုတာကိုဆက်ချက်မှာအနေရကင်းတယ်နောက်တစ်ခုကကြတော့သူတို့ ਨੇ ground meat လို့ပြောတယ်ground လုပ်ထားတဲ့အစားအသောက်တွေဘာတွေအတွက်လဲဆိုရင်ခုနကြက်ဥကြောင်ဝက်ဥကြောင်ဒါတွေက ground လုပ်ထားတာဒါတွေဆိုတာကအရေးအယို့အသားအစီအယို့အကုန်လုံးကိုစက်ကြီးနဲ့ကြိတ်ပြီးမှဥကြောင်ထဲမှာထည့်ပြီးတော့အရန်စားကောင်းတယ်လေတကြားတွေရချုပ်တတ်တဲ့အတွက်ကြက်ဥကြောင်ဝက်ဥကြောင်မျိုးစုံပေါ့နော်အဲ့ဒီမှာလုပ်ထားတဲ့ဒါမျိုးတွေဆိုလို့ရှိရင် ground meat ဖြစ်တဲ့အတွက်အသားတုံးကြီးတုံးဆိုရင်မျက်နှာပြင် area တစ်ခုပဲရှိတာground လုပ်လိုက်တဲ့အတွက်မျက်နှာပြင် area တွေအများကြီးဖြစ်လာတဲ့အတွက်ခုနပြောတဲ့ bacteria တို့နော် parasite တို့ fungus တို့ကဘေးမှာပန်းနဲ့ကြည့်ထိုင်ဆောင်တိတ်ပျော်တယ်ချက်ချင်းဘုံဆိုဝင်လာပြီးတော့အဲ့ဒီမှာအများကြီးဖြစ်သွားတယ်အဲ့တော့အထူးသဖြင့် bacteria ဆိုတာစပွားနှုံးနဲ့ပွားတာဒါကြောင့်ကျမတို့ food safety မှာ220ဆိုတဲ့စီမင်းစည်းကမ်းရှိတယ်2ဆိုတာက2နာရီအစားအသောက်တွေကိုခုလိုအခန်းအပူချိန်ကြီးမှာ2နာရီဆိုတာ maximum 2နာရီထက်ကျော်ပြီးထားမယ်ဆိုရင် तू ကအန္တရာယ်မကင်းတော့ safety food မဟုတ်တော့20ဆိုတာကကြတော့20 minutes ခုနလှုပ်တဲ့ဟာတွေအကုန်လုံးကိုမိနစ်20အတွင်းမှာချက်ချင်းစားမယ်ဒါမှမဟုတ်လို့ရှိရင်ထက်သိမ့်မယ်မလုပ်ဘူးဆိုရင်အဲ့ဒီမိနစ်20အတွင်းမှာဘက်တီးရီးယားဒီစပွားနှုံးနဲ့ပွားတယ်အဲ့တော့2ကောင်ဆိုရင်4ကောင်ဆိုရင်8ကောင်ဆို16ကောင်ဆိုတော့ရှေ့မှာထားရတဲ့ဟင်းအိုးလေးကိုဒီတိုင်းထားခဲ့ပြီးအရှေ့မှာကိုရီးယားကားလေးသွားကြည့်နေတယ်ဘလုံးမွေးလေးကောင်းလို့ကြည့်နေလို့တနားရီလောက်မြန်းကြာသွားရင်စပွားမှုနှုံးကြောင့်တန်းနဲ့ချီတဲ့ဘက်တီးရီးယားတွေပေါက်ပွားသွားတယ်အဲ့တော့အဲ့ဒီအစားအသောက်တွေမကောင်းမိဖို့ကြောင့်ဒီတစ်ခုလုံးမှာရှိတဲ့အစားအသောက်တွေအကုန်လုံးကဘက်တီးရီးယားတွေနဲ့ပြည့်နေပြီးတော့ဘလို့မှ safety အနေရကင်းတဲ့အစားအသောက်မဖြစ်နိုင်တော့ဘူးတာမန်မျက်စိနဲ့မမြင်တော့လူတွေကသိတဲ့မထားမိကြအောင်အဲ့တော့သူ့ရဲ့ full born illness ဆိုတာဒီလိုအစားအသောက်ကို safety မလုပ်လို့ထွက်လာတဲ့ယောဂတွေကကြတော့အများကြီးရှိတယ်လေအဲ့တော့အခုဒီချက်တဲ့နေရာမှာသူ့ temperature မျိုးစုံနဲ့လုပ်ရတယ်နောက်ငါးတွေပေါ့နော်ငါးတွေနဲ့ပတ်သက်တာတို့ shellfish တို့အခွန်မာတဲ့အရာတွေပေါ့နော်ပင်လယ်စားတို့ဂုံးတို့ခရုတို့ပြီးရင်ကြံတဲ့အမဲသားတို့စိတ်သားတို့ဒါမျိုးဆိုရင်တော့ temperature 60မှာ15စက္ကန့်နဲ့ချိန်ပြီးချက်ရတယ်နောက်တစ်ခုကကြက်ဥပေါ့နော်
ကြက်ဥတို့ဘဲဥတို့ငုံဥတို့ဒါတွေကိုချက်မယ်ဆိုရင်လည်းထူနီးတူစွာပဲဒီတိုင်းကိုလူတွေကကြက်ဥဆိုရင်ကာကြက်တောင်တောက်ကြတယ်ဆရာမဒီလိုပြောကြတယ်အစိမ့်လေအဲ့ဒါတက္ကနာပေါ့နော်အဲ့တော့ကျမရဲ့ဖင်ကနေထွက်လာတဲ့ကြက်ဥကိုတေးသေးချာချာရေးဆေးပြီးတော့ pasteurize လို့ပြောတယ်ပိုးတန်ထားတယ်ဆိုရင်တော့တမျိုးဒါကြောင့်ကြက်ဥဆိုရင်ဈေးကနေဝယ်လာပြီးရင်မစားခင်တမှာကြက်ဥကိုရေးဆေးရတယ်ဘာလို့ဆိုကြက်ဥရဲ့နိုင်ရမှာညစ်ပတ်နေတာကိုကဒီလိုကင်လိုက်တယ်ပြီးရင်ပေါင်မုံကိုတန်းကင်မယ်မွေးငါလက်ဖက်တုပ်ကိုတန်းကင်မယ်ဆိုရင်အဲ့ဒီအညစ်ကကိုတိုက်ရိုက်စားမယ်အစားအသောက်တွေမှာအကုန်ဝင်သွားတဲ့အတွက်ဆော့ဆော့ကပြောတယ် bacteria virus fungus နဲ့ parasite တွေက cross contamination ဖြစ်ကုန်တယ်ဒါကြောင့်အစားအသောက်တွေကအန္တရာယ်မကင်းတော့ဘူးတိတ်အရေးကြီးရနော်ဒါကြောင့်မလို့ကြက်ဥလေးကိုမှွေကြော်တာပဲကြော်ကြော် hot boil လေးပဲကြော်ကြော်အဲ့တော့ကြက်ဥဆိုရင်လေသူ့ရဲ့ temperature ခုနပြောတဲ့63မှာ15 degree C နဲ့နော် Celsius မှာလုပ်ပြီးမှကြော်မယ်နှက်မယ်ချက်မယ်ဆိုမှအန္တရာယ်ကင်းတယ်ပေါ့ဒါကသက်ဆိုင်ရာအစားအသောက်တို့ချက်လို့ရှိရင်ခုနပြောတဲ့မလိုလားအပ်တဲ့ဒီယောဂပိုးတွေဆက်ပြီးသက်ဆောင်မသွားအောင်တတ်တဲ့ဟာကဒီလိုမျိုးလုပ်ပါအဲ့လိုမျိုးစီမင်းစီကံမသိဘူးဆိုရင်တနာရီပဲချက်ချက်နှစ်နာရီပဲချက်ချက်အဲ့ဒီအကောင်ကအဲ့တိုင်းပဲရှိနေမှာပေါ့နော်